လက်ရှိကတော့ထိုင်းလီစီထဲမှာဖန်ခံထိတာပါတယ်ဒါသူတို့ဖန်ထားတဲ့လူတွေကိုဒါထိန်းသိမ်းထားတဲ့နေရာကိုကျွန်တော်ရောက်ရှိနေရအောင်ဖြစ်ပါတယ်ဘာကြောင့်ထိန်းသိမ်းခံထားရလဲမပြောခင်မှာကျွန်တော်ဘယ်လိုနေရလဲဆိုတာလိုက်ပြပြပါမယ်အဲ့တော့ true ပြောမနေတော့ဘူးဗီဒီယိုလေးကိုစုံနေကြည့်လိုက်ရအောင်နေရာကတော့ကျွန်တော်တို့နှစ်ခုခွဲထားရပေါ့နော်ဒါယောက်ျားလေးတွေကျွန်တော်တို့အိတ်တဲ့နေရာဖြစ်ပါတယ်တချို့ဒီအပြင်မှာလဲသွားထိုင်လို့ရတယ်ပေါ့နော်ဒါကတော့သူတို့ပေးထားတဲ့ master ပေါ့ကျွန်တော်မှုရအောင်ပါလေးတွေအဲ့လေးနဲ့အခင်းအိတ်ကြရပါတယ်ဒီမှာပုံမှန်ပစ္စည်းတင်ဖို့နေရာရှိမှာဒါကတော့ man drawing လည်းဖြစ်ပါတယ် drawing ကချက်ခုမှရောက်တစ်ချက်ကြည့်ကြည့်မယ်drawing ကမဆိုးပါနော်ဒါကတော့ man drawing လည်းထည့်မှာပါအိတ်တော့ရင်တင်အောင်ထွက်ပြီးတော့ပြပေးပါမယ်ပြင်မှာတော့ကျွန်တော်လုံခြုံရေးတွေရှိတဲ့အတွက်ဓာတ်ပုံတော့တခြားရိုက်ပြီးမယ်ဗီဒီယိုရိုက်ဖို့မလွယ်ဘူးနော်ဘယ်လိုနေရလဲဆိုတာပြောပြပြီဆိုတော့ဘာကြောင့်ထိမ့်သိမ်းခံရလဲဆိုတာလေးပြောပြပါမယ်ကျွန်တော်ဒီနေ့20ရက်လ2016မှာထိုင်းကိုရောက်တယ်ပေါ့နော်ရောက်ချင်းပဲသူကနာဘူမီဒါ40ရက် immigration ဖြတ်တဲ့ချိန်မှာပဲကျွန်တော်တန်းပြီးတော့ဒါမျိုးထိမ့်သိမ်းလိုက်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ပြည်ဝင်ခွင့်မပေးဘူးအရင်တစ်ခေါက်ကကျွန်တော်လာတော့လွန်ခဲ့တဲ့နှစ်ကဆိုရင်14ရက် free visa နဲ့ပဲလာတယ်အဲ့ဒီမှာကျွန်တော် issue ဖြစ်သွားတာက passport ပျောက်သွားတယ်passport ပျောက်တော့မြန်မာနိုင်ငံတန်ရုံးကနေပြီးတော့ပေးတာကကျွန်တော်တစ်ခါသုံး CI နဲ့ပြန်ခိုင်းတယ်ပေါ့နော်တစ်ခါသုံး CI နဲ့ကျွန်တော်ပြန်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ passport အဟောင်းရောအသစ်ရောမှာတဲ့ stamp ထုတ်ထားတဲ့ stamp ဆိုတော့ကျွန်တော်တစ်စိတ်တုံးထုထားတဲ့အပြန်အထွက်တုံးမရှိဘူးပေါ့မရှိလို့ဆိုပြီးသူတို့ရစ်တယ်ရစ်ပြီးတော့ကျွန်တော်ဒီမှာပါလာတဲ့band amount တွေကျွန်တော်ရဲ့ documentation တွေအကုန်တောင်းတယ်အဲ့ဒီအချိန်မှာကျွန်တော်ထင်လိုက်တာအဆင်ပြေပြီဆိုပြီးတော့ကျွန်တော်လည်းဘယ်သူနဲ့မှမချိတ်လိုက်ဘူးကိုယ်တိုင် try လိုက်တယ် try တဲ့အချိန်မှာပဲ17ထိုးလေးရင် site တယ်ကျွန်တော်တို့ immigration မှာကြာတာ2 နာရီလောက်ထိကျွန်တော်ကြာသွားတယ်ထိုင်ဆောင်ပါတယ်ပြီးတော့ကျွန်တော် reject လုပ်တယ်လို့ညင်းလိုက်တယ်ညင်းပြီးတော့ကျွန်တော်ပြန်ပို့မယ်ပေါ့နော်ပြီးတော့တခုရှိတာကဒီမှာကျွန်တော်တို့ထိန်းသိမ်းခံလိုက်ရပြီဆိုရင်ကိုလာတဲ့နိုင်ငံကိုပြန်လွတ်တာမဟုတ်ကိုယ့်ရဲ့မူရင်းနိုင်ငံကိုပြန်လွတ်တာကျွန်တော်နဲ့တူတူပဲတခြားမြန်မာတွေလည်းရှိတယ်ထိန်းသိမ်းခံထားရတယ်သူတို့တော့မလေးရှားလာကြတာပေါ့ဒါပေမဲ့မလေးရှားကိုပြန်လွတ်မှာမဟုတ်ဘူးလက်ရှိကိုရှိတဲ့မြန်မာနိုင်ငံကိုပြန်လွတ်မှာဖြစ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်လာမယ့်ဟေးဆိုလို့ရှိရင်ကိုယ့်ဘက်ကတေချာ fully confirm ပေါ့နော် documentation ကစာပြင်ဆင်စေချင်ပါတယ်လောလောဆယ်ကတော့ဒီမှာဘယ်နည်းရကြအောင်လည်းမသိသေးပါဘူး26ရက်နေ့ဖြတ်ထားပြီမဲ့ stand by ဆိုတော့နောက်ရက်လေရင်ကိုတက်မဲ့သူမရှိလို့ရှိရင်ဒါကျွန်တော်ကိုပြည့်တက်မှာပဲဖြစ်ပါတယ်လောလောဆယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်မှပြန်ဆုံပါမယ်ခင်ဗျာ